Lace no, lace I don't yes. အခုနောက်ပိုင်း fashion trend တွေမှာ lace design အပြည့်ပါတဲ့ dress တဲ့ lace add-on တွေပါတဲ့ outfit တွေကပို့ပြီးတော့ modern လို့ထွက်တာကိုသတိထားမိလား lace ကို main fabric အဖြစ်သုံးတာထက်ဒီဒီအနေနဲ့ထည့်လိုက်တာက design ကိုပို့ပြီးတော့ stylish ဖြစ်သွားစေရဲ့အခုဒီလိုမှဆိုလို့ရှိရင် fabric နှစ်ခုရဲ့ပေါင်းစပ်မှုကြောင့် outfit က shade and feminine vibe တစ်ခုလုံးရတယ် basic satin dress တစ်ထည်ကို lace add-on လေးတစ်ခုထည့်လိုက်တာနဲ့ vibe ကလုံးဝကိုပြောင်းသွားတာပါဒီလိုမှဆိုလို့ရှိရင်လည်း satin fabric ရဲ့ elegant center နဲ့ lace GD ရဲ့ soft feminine ဖြစ်တာလေးကအရင်က balance ဖြစ်လို့ ਨੇ dinner date party လို့တဲ့အတွက်ဒီလို lace GD dress တွေကအမြဲ classy ဖြစ်နေမှာပါ satin mini dress ကိုမှတင်လိုက်တာလေးမှာ lace ကို add on ထည့်ထားတဲ့ design လေးပါ plain mini dress တစ်ထည်လေးဆိုလို့ရှိရင် simple ဖြစ်နိုင်ပေမဲ့ lace GD လေးထည့်ထားတဲ့အတွက် outfit က stylish ဖြစ်တဲ့ပိုပြီးတော့ဆွဲဆောင်မှုရှိသွားစေပါတယ်ကောင်မလီတို့အနေနဲ့ရော lace GD ပါတာကိုကြိုက်လား clean simple look ကိုပဲကြိုက်တာလား